လို့အနေနဲ့ EHP ဆိုရင်ဘယ်လိုဆော့လဲဒီမှာကျွန်တော်ကတော့တောရတကောင်ဖမ်းမိတာတယ်ဒါဆိုမို့တုံးကနေအစမ်းတုံးကပေးထားတဲ့ Alpha Second အတိတ်ကြီးကိုကင်ပြီးတော့ဒီတောရအကြောင်းပြောပြမယ်ဒီပွဲမှာဒီကောင်က Lucas ကင်ထားတယ်ဒီကောင်ဘာသာဒီကောင်ဘာကင်အဓိကလိမ့်မတိုင်တော့ထိန်းဆောနိုင်ရမယ်ဒီမှာဆိုတစ်ချက်ကြည့်ဟိုဘကူရှင်လာမယ်မန်းတိလို့ဒီကောင်ကိုတောက်လျှောက်ခေါ်တယ်အဲ့နလက်ဘိန်းတုံးချီပရင်ကလုံးဝမလာဘူးကြည့်ကျွန်တော်တောက်လျှောက်ခေါ်နေရတော့ဒီကောင်လုံးဝမလာဘူးအဲ့ဘက်ပဲစားနေနောက်တော့လေထင်းတဲ့အတိုင်းမှာပဲဂူရှင်ကရောက်လာပြီးတော့ retriever လာပေါက်တယ်တာတဲကတော့ကျွန်တော်ပဲရပါတယ်ဆိုပေမဲ့အဲ့ချိန်ထိတောင်ဒီကောင်ပတ်စားလို့မပြီးသေးဘူးအာလီတဲ့ကဂူရှင်ကိုမဲ့တောက်လျှောက်ကန်းလာတဲ့အပေါ်မှာဂူရှင်ကတော့တော်တော်လေးဖေးသွားတယ် Alpha ကဘတ်ပေးထားတဲ့အပေါ်မှာဒီကောင်ရဲ့ ultimate ကူတောင်ကတော်တော်မြန်နေတွေးတက်တာကလည်းလွန်ဒီမှာဆိုတေးမဲ့လို့ဘာလို့နဲ့လုံးဝမတေးပါဘူးကျွန်တော်တို့ရဲ့ HP Pro လေးဘယ်လောက်တေးထားလဲပြမယ်ဒီမှာ8ခါတေးထားတယ်ဒါပေမဲ့ဒီကောင်အဲ့8ခါလုံးက Silvana only ကိုပဲပေးထားတာဒါကတော်တော်ပိတ်နေအရေးချင်းဒီမှာဆိုလော့လုံးနေတာကိုကြည့်ဟိုဘက်ဘတ်တန်းဝင်ထိုးရင် stand မိနေတဲ့အချိန်မှာ retrieve မပေါက်တာတွေဘာတွေဖြစ်နိုင်နေကျွန်တော်ကိုယ်တိုင်ပဲအဲ့ကောင်တော်တော်ပြီးကနေရတယ်ဒါတောင်ဒီကောင်ကမလာဘဲနဲ့ဟိုဘက်ဘလူးဘက်ကိုတွားစားနေအဲ့နော်ပွဲပြီးမှ report ထုမယ်အားလုံးတိကျတဲ့အတိုင်းပဲပွဲတစ်ပွဲဆိုတာတယောက်တည်းကောင်းလို့မရပါဘူးဂိုးလေးနဲ့ EHP ကစောက်တော့မကြောက်ဆိုပေမဲ့လည်းကျွန်တော်တို့ရဲ့မဲရတော့ရုံးမိတ်ရှာတယ်ဒီမှာ scale shot လှမ်းပစ်လိုက်တာကိုပဲကြည့်မင်းနဲ့ room နဲ့ကကောင်းပြီးတော့ဒီပွဲကတော့နိုင်သွားခဲ့တယ်ပေါ့ဗျာရောပြော်လေးကို report ထုလိုက်အောင်မယ်ကျွန်တော်ခုကင်ပြသွားတဲ့စကင်ကိုလိုချင်နေဆိုတော့အချိန်ကတော့3ရက်ပဲကျန်တော့မယ်3-4ခါလောက်လှည့်နေရင်းနဲ့လည်းပါဝါနိုင်တာဖြစ်တဲ့အတွက်တော်တော်လေးမိုက်တယ်ဒီလို event လေးရှိတာတော်တော်လေးကျင်တဲ့ပုတ်ကောင်းတယ်ဗီဒီယိုလေးကတော့ဒါပါပဲအားလုံးကျေးဇူးတင်ပါတယ်